ရှင်မူတူစတာပေးရနေကြည့်လိုက်ပါတယ်ရှင်အခုချမ်းဝဲထားတဲ့ခေါင်းဝင်လေးကချမ်းတို့မူတူစတာကနေထုတ်ထားတဲ့ပိုးခေါ်တော်ခေါင်းဝင်လေးပဲဖြစ်ပါတယ်ရှင်ဒီခေါင်းဝင်လေးကကြောလေဒီခေါင်းဝင်လေးရဲ့ပုံစံလေးကဒီဇိုင်း၃မျိုးကိုပေါင်းစပ်ပြီးတော့တေချာချုပ်ပေးထားတဲ့ခေါင်းဝင်လေးတစ်ထည်ဖြစ်ပါတယ်ရှင်ဒီခေါင်းဝင်လေးမှာဆိုရင်ဒီလေပေးနားလေးမှာဇာလေးတွေယူပေးထားပြီးတော့ဒီဇာလေးအတိုင်းဒီလက်အနားလေးမှာလည်းဇာလေးပြန်ယူပေးထားပါတယ်ရှင်ပြီးတော့သူ့ရဲ့ဒီအိတ်ကလေးမှာလည်းအဆာလေးကိုပဲပြန်ပြီးတော့တေချာယူပေးထားပါတယ်ရှင်ဒီခေါင်းဝင်ဒီဇိုင်းလေးမှာဆိုရင်ဒီဇိုင်း၃မျိုးပေါင်းစပ်ပြီးတော့ချုပ်ပေးထားတဲ့အတွက်အသစ်ဆန်းဝစ်ချင်တဲ့မမတွေအမြင့်ဆန်းပြီးတော့ရမ်းလှတဲ့ခေါင်းဝင်လေးတစ်ထည်ဖြစ်ပါတယ်ရှင်ဒါလေးကတော့နောက်ထပ်ဒီဇိုင်းတစ်မျိုးပါရှင်ဒါလေးကကျတော့အပြာနူလေးပါရှင်ဒီဇာလေးမှာဒီဒီဇိုင်းလေးမှာဆိုရင်ဒီဇာလေးကမတူပါဘူးရှင်ဒီလက်ကဒီဇိုင်းလေးရဲ့ဒီလေပြင်းဒီဇိုင်းလေးရဲ့ယူပေးထားပြီးတော့ဒီအိတ်ကလေးမှာလည်းအဲ့ဒီဇာလေးကိုပြန်ယူပေးထားပါတယ်ရှင်အပြာနူလေးမှာအရန်လှတဲ့ခေါင်းဝင်လေးတစ်ထည်ပါရှင်ဒါလေးကကျတော့ခေါင်းဝင်လေးရဲ့နောက်ကျောပါရှင်ဒီကောင်ဝင်လေးကကျတော့လေသူကဒီမှာဒီဇာလေးယူပေးထားတယ်ဒီနားလေးကိုကျတော့ခြေကွက်လေးတွေနဲ့အလှပုံမော်တိချလေးပုံမော်ပေးထားပါတယ်ရှင်ချမ်းတို့ဆိုင်ရာထုတ်တဲ့ပစ္စည်းတွေဖြစ်တဲ့အတွက်ချိုးချုပ်တာအမခံပါတယ်ရှင်လက်လီလက်ကဝယ်ယူအားပေးလို့ရပါတယ်ရှင်သူ့ရဲ့ဒီဇိုင်း၃မျိုးနဲ့ဆက်ထားတဲ့ပုံစံလေးကအရန်ကိုအမြင်ဆန်းပြီးတော့အသက်ဆန်းလေးဖြစ်တဲ့အတွက်ခွေးလိုက်တဲ့မမတွေတို့အရန်ကိုလှပနေမကောင်းလေးတစ်ထည်ဖြစ်ပါတယ်ရှင်ဒါလေးကကျနောက်ထပ်အစင်တစ်မျိုးလေးပါရှင်သူကလည်းဒီနားလေးမှာဇာလေးနဲ့အနားလေးတခြားလေးတက်ပေးထားပါတယ်ရှင်ဒီမှာအိတ်ကလေးဘေးမှာဆိုတော့ဇာအပားလေးပါပါတယ်ရှင်ဒါလေးကကျအပြာနူလေးရဲ့ဇာအဖြူအောင်လေးရဲ့ခြိခွက်အပြာစိတ်လေးနဲ့တခြားပုံမော်ယူပေးထားတဲ့ကောင်လေးတစ်ထည်ဖြစ်ပါတယ်ရှင်ဒီကောင်ဝင်လေးတွေမှာချမ်းတို့ဆိုင်မှာ install တွေအများကြီးရှိတဲ့အတွက်လက်လက်ကဝယ်ယူအားပေးလို့ရပါတယ်ရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်